Hello အားလုံးပဲမင်္ဂလာပါကိုမင်း YouTube channel လေးမှာနေရွေးစာတဲ့နဲ့ကြိုဆိုလိုက်ပါတယ်ကဲဒါလေးကတော့ကိုမင်းရဲ့ channel အသစ်လေးပဲဖြစ်ပါတယ်ဒါကြောင့်ကိုမင်းရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့အကောင်မပိုင်းကိုမင်းရဲ့ channel လေးကို subscribe လုပ်တာပါအသစ်တင်နိုင်သိအောင်ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားခဲ့ကြပါတဲ့နော်ဒါမှလည်းကိုမင်းပုံမှန်တင်ပေးနေကြကတ်တွေမိတ်ဆွေတို့ဖုန်းထဲမှာအရင်ဦးစွာလာပြီးတော့ပုံမှန်တင်ပါတယ်ကဲဒါဆိုရင်တော့ကိုမင်းတို့မနက်ပြန်73ရက်နေ့နေကုန်းစာအတွက်ကိုစားလိုက်ကြရအောင်ဗျ73ရက်2လ2026နေကုန်းအတွက်တက်ပါတယ်နော်ကျွန်နေကုန်းအတွက်မှာပါလေးတွေပါမလဲဆိုရင်ရှစ်ပတ်တီနှလုံးပါမယ်မင်းရောရှောက်ကွက်ပါမယ်အထူးမိန်နှစ်ခွက်ကောင်းပါပါမယ်ဗျကဲကျွန်တော်73ရက်2လ2026နေကုန်းစာအတွက်ကိုမင်းရှာပေးထားတဲ့အကောင်းဆုံးဝမ်းကျင်အကောင်းဆုံးပတ်တီတီခွန်ပတ်တီကိုပတ်တီဖြစ်ပါတယ်ဗျကဲကျွန်တော်ခွန်ကြိုက်တဲ့ကိုမိုင်ခွန်ပတ်တီလေးကိုစော်ပါကိုကြိုက်တဲ့ကိုမိုင်ပိုင်းကိုပတ်တီလေးကိုစော်ပါဘေးပတ်တီပဲစောစောပတ်တီတစ်လုံးတည်းကိုပဲရွေးပြီးတော့စော်ပါဗျာနော်ကျော်ဘေးပတ်တီကိုပဲစောစောအောက်ကမိန်အောကွက်တွေကိုတော့အထူးမိန်တင်ပြီးတော့စောကြပါဗျကဲဒါဆိုရင်ကွန်မန့်တို့မိန်ကွက်လေးတွေကိုဆက်သွားမယ်ခွန်ပိုင်နဲ့မိန်တင်ပြီးစောရမှာဒီခွန်တေခွန်ရှောင်းခွန်ရှစ်ဆိုပြီးတော့မိန်အော3ခွက်ရှိပါမယ်ခွန်တေခွန်ရှောင်းခွန်ရှစ်တီခွန်ပိုင်နဲ့မိန်တင်ပြီးစောရမှာဖြစ်ပါတယ်ဗျဒီ3ခွက်ထဲမှာကိုမင်းအကြိုက်ဆုံးမိန်တစ်ခွက်ကတော့ခွန်တစ်ဆိုတဲ့ရှစ်ပတိလေးတစ်ခွက်ကိုပို့ပြီးတော့ကြိုက်ပါတယ်မိတ်ဆွေတို့ကြည့်နေတဲ့မိတ်ဆွေတွေမှာကျန်တဲ့နှစ်ခွက်ထဲကကြိုက်တယ်ဆိုရင်လည်းမိတ်ဆွေတို့ကြိုက်တဲ့တက်တာကိုဆော်ကြပါတယ်နော်ဒါကိုမင်းကြိုက်တာကိုရွေးချယ်ပေးရဖြစ်ပါတယ်ကဲဒါဆိုရင်ကိုမင်းတို့9ပိုင်နဲ့မိန်အောင်3ခွက်ကိုဆက်ပြီးတော့သွားမယ်9ပိုင်နဲ့မိန်တင်ပြီးဆော်ရမှာဒီကိုလေးကိုရှောက်ဆိုပြီးတော့မိန်အောင်3ခွက်ရှိပါမယ်ဗျကိုလေးကိုရှောက်တီ9ပိုင်နဲ့မိန်တင်ပြီးဆော်ရမယ်မိန်အောင်3ခွက်ဖြစ်ပါလေအဲဒီ3ခွက်ထဲမှာကိုမင်းကြိုက်ဆုံးမိန်အောင်တစ်ခွက်ကောင်းသည်ကိုဆိုတဲ့ရှစ်ပတိကိုပို့ပြီးတော့ကြိုက်ပါတယ်ဗျကဲဒါဆိုရင်တော့ကိုမင်းတို့အထူးမိန်နှစ်ခွက်ကောင်းဆက်ပြီးတော့သွားမယ်ဗျနော်ခွန်ပိုင်နဲ့မိန်တင်ပြီးဆော်ရမှာဒီခွန်3ည9ပိုင်နဲ့မိန်တင်ပြီးဆော်ရမှာဒီ9ရှစ်ဆိုပြီးတော့အထူးမိန်နှစ်ခွက်ရှိပါတယ်ကဲဒါလေးကတော့73ရက်2လ2026နေကုန်းအတွက်ပါဗျာနော်ရှယ်ပတ်တီဒီခွန်ပတ်တီကိုပတ်တီပါခွန်ကြိုင်ခွန်ပတ်တီကိုစောပါကိုကြိုင်ကိုပတ်တီကိုစောပါဗျာဘေးပတ်တီပဲစောပတ်တီတစ်လုံးတည်းကိုပဲရွေးပြီးတော့စောပါဗျာနော်ခွန်ပတ်တီနဲ့မိန်တီမီစောရမှာဒီခွန်တေခွန်ရှောက်ခွန်ရှစ်ဖြစ်ပါတယ်ကိုပတ်တီနဲ့မိန်တီမီစောရမှာဒီကိုလေးကိုရှောက်ဖြစ်ပါတယ်ဗျာနော်အထူးမိန်အော်နှစ်ကွက်အနေနဲ့မထင်မနေထည့်ထိုးရမှာဒီခွန်3ညနဲ့9ရှစ်ဖြစ်ပါတယ်ဗျကဲဒါလေးပြီးရင်တော့ကိုမင်းတောက်ကြနေကုံစာကိုပေးထားတဲ့ကဲပေါက်ကလေးကြမ်းပါသေးရတယ်နော်ကဲပေါက်ကလေးကိုတော့ကိုမင်းအောက်လေးမှာပဲထပ်ပြီးတော့ရေးပေးလိုက်ပါမယ်ကဲပေါက်ကတီ4လုံးခွေပူးဖြစ်ပါတယ်ဗျာနော်4လုံးခွေပူးတီ3ညနဲ့ရှောက်4ဖြစ်ပါတယ်3ညနဲ့ရှောက်4တီတောက်ကြနေကုံစာအတွက်ကိုမင်းပေးထားတဲ့အထူးမိန်ကဲပေါက်ကဖြစ်ပါတယ်ဗျာနော်
ကဲဘောက်ကထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ကောင်းသည်နှစ်ပိုင်းနဲ့နှစ်လျှောက်ဆိုပြီးတော့ထည့်ပါတယ်ဗျာနော်ကဲဒါလေးကတော့73ရက်နေ့နေကုန်းစားလေးဖြစ်ပါတယ်ကိုမင်းရဲ့အခုဗီဒီယိုလေးကိုကြည့်နေတဲ့အကိုမတိုင်း73ရက်နေ့နေကုန်းမှာပတိကောမင်းရောကွယ်နှစ်တီးစားလေးတွေပေါက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကဲအားလုံးနှုတ်ဆက်ပါရဗျာကိုမင်းတို့နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ဆုံတွေ့ကြမယ်ဗျာ